ဒီမိန်းကလေးကမော်စွမ်းအားကိုသုံးပြီးသူမရဲ့ခင်ပွန်းလောင်းကိုရွေးချယ်ခဲ့ပါတယ်။ဒါပေမဲ့ရှိနေတဲ့အမျိုးသားတွေထဲမှာသူမအကြိုက်တယောက်မှမပါခဲ့ပါဘူး။အိမ်ပြန်လမ်းမှာတော့အမျိုးသားတယောက်အနေနဲ့ကြုံနေတာကိုတွေ့လိုက်ရတာကြောင့်သူမပြေးခဲ့ပေမဲ့ခြေတလန်းနောက်ကျသွားခဲ့ပါတယ်။အမျိုးသားရဲ့ရုပ်ဆိုးလာတဲ့မျက်နှာကိုမြင်တော့သူမအနေရခတ်သွားပါတယ်။အဲ့ဒီနောက်သူမကမော်စွမ်းအားနဲ့စစ်ဆေးကြည့်တော့အမျိုးသားကသတိလစ်ချင်အောင်စောင်းနေမှန်းသိလိုက်ရပါတယ်။မိန်းကလေးထွက်သွားမလို့လုပ်ပြီးမှအမေဖြစ်သူကအိမ်အောင်ပြုတ်ဖို့တိုက်တွန်းနေတာကိုသတိရသွားပါတယ်။ဒါနဲ့ဒီအမျိုးသားကိုသူမရဲ့ခင်ပွန်းအဖြစ်ဟန်ဆောင်ခိုင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမကမော်စွမ်းအားသုံးပြီးအမျိုးသားကိုလေပေါ်မြှောက်တင်လိုက်ပါတယ်။ပြီးတော့လေထဲမှာပဲသူ့ကိုနှိုးလိုက်ပါတယ်။အမျိုးသားကသူ့ကိုသူလေထဲရောက်နေတာတွေ့လိုက်ရလို့လန့်သွားပါတယ်။မိန်းကလေးကသူမဟာသူ့ကိုခုနကကယ်လိုက်တဲ့သူဖြစ်ကြောင်းမိတ်ဆက်လိုက်ပြီးကျေးဇူးဆက်တဲ့အနေနဲ့သူမရဲ့ခင်ပွန်းအဖြစ်ဟန်ဆောင်ပေးဖို့တောင်းဆိုလိုက်ပါတယ်။အမျိုးသားဇဝေဇဝါဖြစ်နေတော့မှပဲမိန်းကလေးကသူ့ကိုပတ်စံပေးမယ်လို့ပြောပါတယ်။ဒါပေမဲ့သူမမှာ$9ပဲရှိတာကိုတွေ့လိုက်ရလို့မိန်းကလေးရှက်ရသွားပါတယ်။အဲ့ဒီနောက်သူမကလူချမ်းသာတွေကိုကြိုက်တယ်လို့ပြောပြီးသူ့ကိုတထေးကြီးတစ်ယောက်ဖြစ်ဟန်ဆောင်ခိုင်းပါတော့တယ်။အမျိုးသားပြန်မပြောနိုင်ခင်မှာပဲသူမကသူ့ကိုလက်ထပ်စာချုပ်လုပ်ဖို့အတင်းဆွဲခေါ်သွားခဲ့ပါတယ်။အဲ့ဒီနောက်အမျိုးသားကိုအိမ်တို့ခေါ်သွားပြီးသူမလက်ထပ်လိုက်ပြီးဆိုတာကြတော့မိဘတွေကအယံဝမ်းသာသွားကြပါတယ်။အမေဖြစ်သူကမော်စွမ်းအားသုံးပြီးအမျိုးသားရဲ့မှတ်ဉာဏ်တွေကိုကြည့်လိုက်တဲ့အခါမှာတော့မိန်းကလေးကြပန်းကောက်လာတဲ့ဒီတရုပ်ဆောင်ကတကယ်တော့ဘီလီယံနာတထေးကြီးတစ်ယောက်ဖြစ်နေတာကိုမမျှော်လင့်ပဲသိလိုက်ရပါတယ်။အမေဖြစ်သူကအမျိုးသားကိုချက်ချင်းပြေးဖက်လိုက်ပြီးအမျိုးသားကလည်းတမိသားစုလုံးအတွက်မင်္ဂလာလက်ဆောင်အဖြစ်$2သန်းတန်ချက်လက်မှတ်တစ်ခုပေးလိုက်ပါတယ်။မိန်းကလေးကတော့သူတရုပ်ဆောင်ရန်ကောင်းတယ်လို့ပဲထင်နေပါတယ်။အဲ့ဒီအချိန်မှာပဲအဖေဖြစ်သူရဲ့ပြိုင်ဘက်ကအဝတ်စားကောင်းစားတွေဝတ်ပြီးရောက်လာကအဖေဖြစ်သူကိုလောင်ပြောင်းပါတယ်။သူတို့ရဲ့စုပ်ပြက်ပြီးနှုံချတဲ့အိမ်လေးကိုလည်းစော်ကားပြောဆိုပါတယ်။ဒါကိုဒေါသထွက်သွားတဲ့အဖေဖြစ်သူကသူ့အိမ်ကိုမော်စွမ်းအားနဲ့မီးရှို့ပစ်လိုက်ပါတယ်။ဒါပေမဲ့$2သန်းတန်ချက်လက်မှတ်ကိုပါမီးထဲထည့်မိသွားမှန်းသူမသိလိုက်ပါဘူး။မိန်းကလေးလည်းနောင်နှက်တွေရပြီးအမျိုးသားကိုပဲအပြစ်တင်ပါတော့တယ်။ဒါပေမဲ့အမျိုးသားကတော့ဒီချစ်စရာကောင်းတဲ့မိန်းကလေးကိုချစ်မိသွားတာကြောင့်သူတို့မိသားစုအတွက်ဇိမ်ခံအင်ကြီးတစ်လုံးဝယ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အမျိုးသားရဲ့လက်ကောက်ဝတ်ကဈေးကြီးတဲ့နာရီကိုမြင်တော့မှပြိုင်ဘက်ကဒီလူဟာတကယ်တထေးမှန်းသိသွားပါတယ်။ဒီလိုပုံကိုကြီးကိုပြစ်မှားမိမှကြောက်ပြီးပြိုင်ဘက်မိသားစုတစ်ခုလုံးထိတ်လန့်တကြားထွက်ပြေးသွားကြပါတော့တယ်။